Welcome to Pitan Gaiman မင်္ဂလာပါတာရီတို့ဒီနေ့မှာတော့ဒီချစ် OK ဆိုရယ်စောက်တောသားနဲ့တောသားတစ်ကောင်ပေါ့ဆုံးမသွားမယ်ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒီ respect မရှိတဲ့တောသားကိုပေါ့နော်ဖီထန်းကနေပြီးဘလို့တွေပညာပေးလိုက်လဲဆိုတာသိချင်ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါတာရီတို့ဒါလေးကတော့6မဆက်6ပထမပွဲလေးပေါ့နော်ဒီပွဲမှာဆိုလို့ရှိရင်အခုအချိန်နေမှာဆိုလို့ရှိရင်ကတစ်ခါတည်ထားတယ်ပေါ့နော် okayဒီနေရာမှာဆိုလို့ရှိရင်ကတွေးတုံးပဲရှိတာပေါ့နော်အဲ့ဒါကိုဒီကောင်ဘယ်လိုကေးပြမလဲဆိုတာကြည့်တာလိုက်တာရီတို့ okay အကောင် record ပြရတယ်ဝင်လာရင်တော့အမ edit flicker နဲ့တခုအမတေးလိုက်တော့ညီလေးမတေးဘူးဒီကောင်တေးစမ်းဒီနေရာမှာဆိုလို့ရှိရင်က3ခေးရောက်သွားပြီကွာဒီသူကတကေးပဲရသေးတယ်အဲ့ချိန်မှာတုံးကချောင်းတက်မယ်လို့လားအမတုံးကချောင်းတက်မယ်လို့လားကွာချောင်းတက်မယ်လို့တဲ့အချိန်မှာငါတခွက်ပြန်ပြလိုက်တာအမတေးဘာလို့ဒီကောင် respect မရှိဘူးလို့ပြောရတယ်ဆိုတော့ဒီနေရာကိုကြည့်လိုက်ကွာဒီမှာကွာငါရဲ့အောက်လမ်းမှာလည်း crate တွေကစီးနေပြီငါလည်းသွားရှင်းလို့ရတယ်ကွာဒီကောင်ကမဟုတ်ဒီကောင်ကဒီထီကိုရှင်းလာတာကွာမင်းကြည့်လိုက်ဒီထီကိုရှင်းလာတယ်အဲ့လိုကြီးကြတော့ကွာမင်းကလည်း respect မရှိဘူးကွာသိလားချောင်း player ချင်း respect မရှိတဲ့ကောင်ငါလည်း respect မထားဘူးကွာဒီနေရာမှာဆိုရင်ငါသူ့လိုပဲပြန်ရှင်းတယ်အဲ့ချိန်မှာသူရောက်လာတယ်ငါ့ကိုကန်တယ်ဒါပေမဲ့သူတံမြာထင်လောက်မထွက်တဲ့အတွက်ကြောင့်ငါသူ့ထက်ကန်တယ်အမဒီကောင်ပြေးလည်းမရဘူးရော့ airborne flicker bam တေးဒီအချိန်မှာကွာ5-3ဆိုရဲရလက်နဲ့ငါအတာကြီးတာနေအဲ့ချိန်မှာငါဒီအဲ့ဒီတာဝါလေးကိုချိုးပြီးတော့ငါတလုံးကိုတက်ချိုးလို့ရကွာဒါပေမဲ့ငါမချိုးဘူးဒီနားလေးမှာစောက်ပြီးတော့သူ curry တွေကိုပဲငါထပ်ရှင်းလိုက်တယ်ကွာဒီနေရာမှာဆိုကွာလုံးဝအမားကြီးကွာငါအမားပေါ့ကွာဒီနေရာမှာဆိုဒီကောင်ရောက်လာတယ်ဒီကောင်က airborne flicker သုံးမဲ့ထင်တယ်ငါ airborne ကြိုသုံးလိုက်တယ်ဒါပေမဲ့ဒီကောင်ကနောက်မှသုံးလာအဲ့အချိန်မှာငါပြတ်သွားတယ်ကွာသူတမ်းမင်းအမဒီကောင်ကတာဝါတွေချိုးပြီးတော့ပွဲကိုအမ်လိုက်တယ်ကွာအဲ့လိုကောင်ကငါနောက်တစ်ပွဲမချေဝဲထက်ခေါ်တဲ့အချိန်မှာဒီကောင်ကဂျူလီယန်ကင်တယ်ငါ6မဲ့ထက်ကင်တယ်ကွာအမဘလိုတွေဒီကောင်ကိုစုံးမထားလဲဆိုတော့မင်းတို့ပဲကြည့်ရတော့ငါမပြောတော့ဘူး